okay account နဲ့ login ဝင်ပြီးရင်ဒီလိုမျိုးเนาะမုတ်ရွေးချယ်ဖို့ပြလိမ့်မယ်အဲ့တော့လုပ်ငန်းမုတ်နဲ့ creator မုတ်เนาะကြိုက်တဲ့မုတ်ကိုသုံးချင်တဲ့မုတ်ကိုရွေးချယ်ပြီးထုတ်လို့ရတယ်เนาะလုပ်ငန်းမုတ်ကတော့ဒါကလုပ်ငန်းတွေအတွက်ပေါ့เนาะကြော်ညာ video တွေဖန်တီးဖို့အတွက်ထုတ်လို့ရတဲ့ဒါ feature လေးပေါ့เนาะ creator မုတ်ကတော့ဒါလုံးဝအစင်းမြင့် AI tools တွေ prompt တွေရေးပြီးတော့เนาะမုတ်အမျိုးမျိုးသုံးပြီးတော့ထုတ်လို့ရတယ်အဲ့တော့ creator mode ထဲကိုဝင်လိုက်တဲ့ဆိုရင်ဒီမှာเนาะစာသားမ video ပုံမှန် video เนาะ video to video เนาะ template တွေเนาะ product ADS เนาะ story mode เนาะဒါတွေကိုရွေးချယ်ပြီးတော့เนาะကိုထုတ်ချင်တဲ့ mode ကိုရွေးချယ်ပြီးထုတ်လို့ရတယ်စာသားမ video ဆိုရင်အောက်မှာเนาะကိုထုတ်ချင်တဲ့เนาะဒီမှာစာเนาะရိုက်ထည့်ပြီးတော့ထုတ်လို့ရတယ်เนาะအဲ့တော့စာသားမ video မှာเนาะဒီမှာစာရေးထည့်ပြီးတော့ဆိုမြန်မာလိုမြန်မာ prompt ကိုမြန်မာလိုရေးလို့ရတယ်ပေါ့နော်prompt ကိုမြန်မာလိုရေးလို့ရတယ်တကယ်လို့prompt ကိုဒီ enhance prompt ကိုနှိပ်ပြီးတော့เนาะကိုက TikTok အတွက်တင်မဲ့ video ထုတ်ချင်ရင် TikTok ကိုနှိပ်လိုက်တဲ့ဆိုရင်ဒီကိုရေးတဲ့ prompt ကိုဒီ TikTok เนาะ TikTok မှာဒါပုံစံပေါ့နော်video လေးတွေ TikTok မှာတကယ် trend ဖြစ်မဲ့ပေါ့နော် video ပုံစံလေးတွေရေးပေးလိမ့်မယ်ပေါ့နော်သူက auto ရေးပေးသွားတယ် prompt ပေါ့နော်ရေးပေးသွားပြီးတော့ဒီမှာ model မှာเนาะ AI model မှာကိုကဘယ် model နဲ့ထုတ်မလဲပေါ့နော် Sora 2 နဲ့ထုတ်မလား 1.2.6 နဲ့ထုတ်မလားပေါ့နော်ဒီ model ကိုရွေးလို့ရတယ်Sora 2 နဲ့ထုတ်နေဆိုရင်သူက credit 1 credit ပဲကုန်မယ်ဒါကြလို့ 1.2.6 နဲ့ထုတ်မယ်ဆိုရင်5 credit ကုန်မှာပေါ့နော်အမှနော်voice over ကတော့ကျွန်တော်တို့ဒီ voice over ဆိုတာကနော် voice over နှိပ်လိုက်တဲ့ဆိုရင်ကိုထုတ်တဲ့ video မှာကိုကမြန်မာကိုဒီမှာကိုအတန်ပေါ့နော်နောက်ခံအတန်ကိုမြန်မာလိုပြောသိခြင်းနဲ့နောက်ခံအတန်မြန်မာလိုပြောတာထည့်ခြင်းနဲ့ဆိုရင် voice over စာသားထည့်လို့ရတယ်နော်အမှအတန်ရွေးချယ်ပြီးတော့တကယ်လို့ဒီ voice over အတန်ထည့်တယ်ဆိုရင်ဒီ video မှာပါတဲ့ original ပါတဲ့အတန်တွေမရှိတော့ဘူးပေါ့နော်ဒီကိုထည့်တဲ့ဒီစကားပြောအတန်ပဲဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ voice over မထည့်ဘူးဆိုရင်တော့เนาะဆိုတာသူကငါ့ကို original ပါတဲ့ auto ပေါ့နော်သူ background အတန်တွေပါလိမ့်မယ်ပေါ့နော် voice over ထည့်ရဆိုရင်ဒီဆိုတာသူကထုတ်တဲ့เนาะအတန်တွေမပါတော့ဘဲနဲ့ကိုဒီကနေပြီးတော့เนาะ voice over နဲ့ကိုရေးထားတဲ့စာသားအတိုင်းပြောပြတဲ့အတန်ပဲပါလိမ့်မယ်ပေါ့နော်အဲ့တော့ကိုထည့်ခြင်းနဲ့ထည့်လို့ရတယ်ကလို့ voice over ထည့်မယ်ဆိုရင်သူက1 credit เนาะ1 credit ကုန်မယ်ပေါ့နော်မထည့်ဘူးဆိုရင် credit မဖြတ်ဘူးထည့်ဆိုရင်သူက1 credit ဖြတ်သွားလိမ့်မယ်เนาะ okay အဲ့မှာ ratio မှာကိုကเนาะ TikTok အတွက်ဆိုရင်ဟို TikTok အတွက်ထုတ်မှာလား YouTube အတွက်ထုတ်မှာလား ratio ရွေးလို့ရတယ်ပေါ့နော်free မှာတော့သူကရွေးလို့မရဘူးเนาะpro premium account เนาะဝယ်သုံးတဲ့လူတွေကတော့ရွေးလို့ရတယ်ပေါ့နော် model ရွေးလို့ရတယ်เนาะ okay အဲ့မှာ10 second ထုတ်မှာလား15 second ထုတ်မှာလားเนาะရွေးလို့ရတယ်ရွေးပြီးတော့เนาะဒါလေးဟိုရွေးပြီးရင်ဒီမှာ generate video ဆိုလေးနေရရုံပေါ့နော်အမှစပြီးတော့ဒီမှာ generate မှာအောက်မှာသူကထုတ်ပေးနေလိမ့်မယ်အဲ့တော့ဒီမှာ creator 2 တွေရှိမယ်ပေါ့နော် creator 2 တွေကဟိုကcontent เนาะ TikTok မှာ video ရလာပြီး TikTok မှာတင်တဲ့အခါမှာကိုကเนาะ post တွေကို hashtag တွေဘယ်လိုပေးမလဲပေါ့နော် caption တွေဘယ်လိုရေးရမလဲเนาะ content idea တွေဘယ်လိုရေးရမလဲဒါတွေကိုเนาะဘယ်ချိန်မှာတင်အကောင်းဆုံးဖြစ်မလဲပေါ့နော်ဒါတွေကိုထုတ်လို့ရတယ်เนาะ content idea တွေထုတ်ခိုင်းလို့ရတယ်เนาะ caption တွေရေးခိုင်းလို့ရတယ်เนาะ hashtag တွေထုတ်ခိုင်းလို့ရတယ်เนาะ okay အဲ့တော့ကျွန်တော်တို့ 1.2.6 ကိုလည်းကျွန်တော်တို့free သုံးလို့ရအောင်အဲ့ဒါ coupon code ပေါ့နော်ကျွန်တော်တို့ coupon code လေးထည့်တယ်ဆိုရင်ဒီ 1.2.6 ကိုလည်း free သုံးလို့ရတယ် Sora 2 ကိုလည်းသုံးလို့ရလိမ့်မယ်ပေါ့နော်
နော် premium အကောင့်ဝယ်ထားရဆိုရတော့နော်feature တွေအကုန်လုံးကိုအသုံးပြုနိုင်တယ်နော်ပုံလို့နော်ပုံမှန် video နော်ပုံကို upload လုပ်ပြီးတော့ထုတ်လို့ရတယ်နော်ပုံတွေထုတ်လို့ရတယ်ပြီးတော့ video to video ပေါ့နော်video upload လုပ်ပြီးတော့နော်ထုတ်လို့ရတယ်နော် template နော် template ကတော့ကိုကtemplate တွေကိုရွေးချယ်ပြီးတော့နော်prompt တွေပါရေးစရာမလိုပေါ့နော်ဥပမာ center dancing video ထုတ်ချင်တယ်ဆိုရင် center dancing ပုံကိုရွေးထားပြီးတော့ကိုယ့်ရဲ့ပုံပဲဖြစ်ဖြစ်ပေါ့နော် upload လုပ်ပြီးတော့ထုတ်ခိုင်းလို့ရတယ်နော်တခုရှိရက template မှာနော်ထုတ်မယ်ဆိုရင်သူက Sora 2ဆိုရင်သူကလူပုံမရဘူးနော် 1.2.6 မှာသူကကိုယ့်ရဲ့ပုံလူပုံတွေ update အဲ့လိုတင်ပြီးတော့ထုတ်လို့ရတယ်ပေါ့နော်နောက်တစ်ဒီ story mode တွေလည်း product ADS နော်ကိုယ့်ရဲ့ product ကျွညာတွေကိုနော် free တို့ AI ကျွညာ free ဖန်တီးခြင်းနဲ့ဆိုရင်နော်သုံးလို့ရတယ်ပေါ့နော်အမှ product ပုံနော်ကိုယ့်ရဲ့ product ပုံကိုတင်ပြီးတော့နော်အကြောင်း product အကြောင်းလေးရေးပြီးတော့ထုတ်ရုံပဲပေါ့နော်နောက်တစ် story mode တွေလည်းသုံးလို့ရတယ်ပေါ့နော်ဒီ mode တွေကိုကျွန်တော်အသေးစိတ်ပေါ့နော်နောက် video တွေမှာတက်ပြီးတော့လေ့လာလို့ရအောင်တင်ပေးမယ်ပေါ့နော်ဒီမှာတွားနေရပေါ့နော်โอเคအဲ့တော့ဒီမှာ preview လေးထွက်လာပြီပေါ့နော်